ဒီမှာဒီမှာမွေးကစား2ရက်3ရက်နော်အစာကျွေးရတာခက်တယ်အခုကတော့ဒီကောင်10ရက်မြောက်နော်10ရက်မြောက်ဆိုတော့သူအစာနော်သူပစားညညမလို့သူပစားဟာဒီလားပစားဟာပြီမွေးကစား3-4ရက်ပဲအစာနဲ့ကျွေးရတာခက်တယ်ခုနေ့ရက်တစ်ပတ်လောက်ကျွေး10လောက်ဆိုရင်မှဒီကောင်ပစားဟာတာလို့9ရက်မြောက်4ရက်မြောက်လည်းစာကျွေးရတာအားလွယ်တာညာပြောခက်တယ်မခက်ဘူးနော်ခက်ဘူးတရက်ကိုနှစ်ခါလောက်စာကျွေးနော်ညနေပိုင်းလောက်တစ်ခါမနေ့ပိုင်းနော်ရှင်းနေ9နာရီလောက်တစ်ခါဒီစာကျွေးတာအားလွယ်ဒါတော့ဒီမှာသူ့ရဲ့အစာမှာပြောင်းဘူးမုတ်တယ်နော်ပြောင်းဘူးကြိတ်ရတဲ့ကောင်ဝယ်လို့ရအောင်ပြောင်းဘူးစီကိုချွေတယ်ဟိုအမုံနော်ပြောင်းဘူးစီအမုံနော်ဒီကောင်လွယ်ဒါမခက်ဘူးနော်โอเคပါ